အားလုံးပဲမင်္ဂလာပါ SSS Keyboard Teenager Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ episode မှာတော့ပုတ်ကာပါ tutorial လေးကိုလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလိုစာအုပ်ဒီဇိုင်းတွေဆွဲတဲ့အခါမှာစာအုပ် site ပေါ့နော်ဘယ်လောက်ထားမလဲဆိုတော့ကျွန်တော်မသိဘူးပေါ့နော်မသိတော့အလိုအရင်တော့ခက်ခဲတွေလုပ်နေစမလို့ပါဘူးအခုဒီ website လေးထဲမှာလုပ်လို့ရပါတယ် Amazon KTB Book Cover Calculator ဆိုတဲ့ဒီ website လေးတွေကိုဝင်လိုက်ပါနော်အဲ့ဒါမှသူ setting လေးကြားလိုက်တယ်မယ်အဲ့ဒါမှကျွန်တော်တို့ရချင်တဲ့ paper type အမျိုးအစားလေးတွေကိုကျွန်တော်ထည့်ပေးလိုက်ရမှာပဲ paper type မှာ white paper ထားမယ် ready direction ကတော့ left to right ပေါ့နော်ပြီးတော့ဒီ measurement unit ကို inches ထားပြီးတော့ဒါတော့ custom size ပေါ့နော် trim rate ကို 5.5 နဲ့ဒီ 7.32 ဆိုထားပြီးတော့ page count ကို100ထားလိုက်တယ်ဒါကို calculate dimension လုပ်လိုက်တဲ့အချိန်မှာသူ auto တွက်ပြီးရပေါ့နော်အဲ့လို edit template တွေကို download ဆွဲလိုက်ရမှာပဲပြီးတော့ကျွန်တော် Canva ထဲကိုဝင်လိုက်မယ်PDF file လေးကို upload တင်လိုက်ပါနော်ပြီးတော့လို့ဒီမှာဒီစာရွက်လေးကြာလာလိုက်ပြီအားလေးကိုကျွန်တော်တို့ file နဲ့နေပြီးတော့ setting နဲ့နေပြီးတော့ဒီ ruler ဖော်ရပေါ့နော်အဲ့အနေ guide ဒီ stage ချရပေါ့နော်ဒီစိတ် guideline ချတယ်ပြီးတော့ file နဲ့နေ setting နဲ့နေပြီးတော့ဒီ log guide လုပ်လိုက်တော့ပေါ့နော်ဒီ guide ကိုမရွေ့အောင်လို့ပေါ့ပြီးတော့ကျွန်တော် add page ကနေပြီးတော့ဒီ page တစ်ခုခေါ်လိုက်တယ်အဲ့မှာ book cover ဆိုရင်ကျွန်တော်တို့ design တစ်ခုရှာလိုက်တယ်ပေါ့နော်ဒီ template လေးကိုပဲကျွန်တော်တို့ copy page အလုပ်တွေကိုလုပ်ပြသွားပါမယ်အသေးဒီဇိုင်းမဆွဲတော့ပါဘူးအဲဆိုဒီဘက်ကိုဗလာကြီးပေးချရပါတော့ခုနကကာဘာလေးကိုဒီကပုံလေးကိုဒီဘက်ကိုလည်းပေးချတယ်စိုက်ကြည့်လိုက်တယ်ဒီစားလေးကိုလည်းပေးချလာတယ် forever ဆိုရင်ကျွန်တော်ရိုက်ထည့်လိုက်တယ်ပေါ့နော်အပေါ်မှာတော့ by forever ဆိုပြီးတော့ကျွန်တော်နာမည်လေးရိုက်ထည့်လိုက်တယ်ပြီးတော့နောက်တဲ့စာအုပ်တော့ကိုလိုက်ရှာလိုက်တယ်ပြီးတော့ဒီဟာလေးကိုပဲ copy paste လုပ်မယ်ပေါ့နော်ပြီးတော့ဘောင်လေးကို copy ယူခဲ့ပြီးဒီမှာချတယ်back off front ကိုချလိုက်တယ်ပြီးတော့ဒီပုံလေးကိုထည့်လိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီစာထည့်မယ်ပေါ့နော်စာကတော့ကျွန်တော် magic right နဲ့ပဲလို့ဒီကို AI နဲ့ရေးခိုင်းလိုက်တယ်ပေါ့နော်ရေးခိုင်းလိုက်ပြီးတော့ဒီနေရာချလိုက်တယ်ပြီးတော့သူ့ကိုadjust လေးလုပ်တယ် right alignment လေးနဲ့ကျွန်တော်နေရာချလိုက်တယ်ဒီပေါက်လေးကိုကြီးသေးလေးဆွဲဆက်လိုက်တယ်ပြီးတော့သူ color မှာကျွန်တော်အဖြူအောင်လေးထားလိုက်တယ်ပေါ့နော်ပြီးတော့ဟိုပုံလေးကို crop လေးလုပ်လိုက်ပြီးတော့အဲ့လိုနေရာချလိုက်တယ်ကျိုး line လေးကိုဒီဘက်ကိုကူးလိုက်တယ်ပြီးတော့ဒီ forever ဆိုတဲ့စာလေးကိုဒီ spine ပေါ့နော်စာအုပ်ရဲ့အလဲ spine မှာကျွန်တော်ထည့်လိုက်တယ်ပြီးတော့ဒါကို export လုပ်မယ်ပေါ့နော် export ထည့်မယ်ဆိုလို့ရှိရင် share image ကိုနေပြီးတော့ဒီမှာကျွန်တော်တို့ဒီ link နောက်မှာဒီ PDF square ဟာလေးကိုရွေးရမှာပေါ့နော်ပြီးဆိုလို့ရှိရင် print ပေါ့နေတယ်ပေါ့နော် print ထဲမှာဒီ color profile ပေါ့နော် CMYK case ပေါ်ရွေးလိုက်မယ်ဒါကျွန်တော် print ထုတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ CMYK case ဆိုရွေးလိုက်တာပေါ့နော်အားပြီးဒါလေးကို download ဆွဲလိုက်ပါနော်ဒါဆိုရင်သူ download ဆွဲနေပါပြီကဲဒါဆိုရင်တော့ Canva မှာတီးကြတဲ့စာအုပ်ဒီဇိုင်းလေးကိုဆွဲလို့ရနေပြီဖြစ်ပါတယ်အားလုံးလောက်တက်လိမ့်မယ်လို့ညွှန်နေပါတယ်နောက် tutorial တွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်